အော်တော့ကွန်ပျူတာထဲမှာလည်းထည့်ရတော့ဒါကွန်ပျူတာထဲမှာထိုးထည့်တယ်ပေါ့နော်ဒီလိုမျိုးခေါင်းကိုလဲလိုက်မယ်ဆိုဖုန်းနဲ့ထိုးထည့်တယ်ပေါ့နော်ဒါတော့ဖုန်းဒါတော့ကွန်ပျူတာပေါ့နော်တွေးဖြင့်ကပြဖြောက်လဲလိုက်မယ်ဒီတော့ချော်လောက်တဲ့လူတွေပေါ့နော်ဒီကိုရရတဲ့ဗီဒီယိုကိုဖုန်းနဲ့မဆန့်ဘူးဆိုရင်ပေါ့နော်ဒီလိုမျိုးဒိုင်းလေးတုံးပြီးတော့ပေါ့နော်ဒိုင်းကတ်လေးတုံးပြီးတော့ကိုရဖုန်းကိုချိတ်ပြီးတော့အချက်လက်ဖိလို့ရတာပေါ့နော်ဒီကောင်ကကျွန်တော်မှလာ 64GB ပေါ့နော် 64GB ကဖုန်းနဲ့မှာပဲထိုးလို့ရတာပေါ့နော်ကွန်ပျူတာထိုက်စီဆိုရင်တော့ထိုးလို့ရတာပေါ့နော်ဒီကောင်ကမာတာဈေးဘလောက်မှမရှိပေါ့နော်200ကျော်ပဲပေါ့နော်ကျွန်တော်စမ်း3ပြတ်ကြုံပေါ့နော်ဒီမှာရက်လာပေါ့နော်ဒိုင်းပေါ့နော်ဒီကောင်ကိုချိတ်ပြီးတော့ဗီဒီယိုရိုက်လို့ရတယ်ဗီဒီယိုရိုက်ပြီးရင်ဖုန်းထဲမှာလည်းမရောက်ပေါ့နော်ဖုန်းရမငန့်ကတ်သူမစားတော့ဘူးဒီဒိုင်းကတ်တဲ့မှာမဝင်ပေါ့နော်ဒီလိုမျိုးဒိုင်းလည်းတုံးရတယ်ဒီဟိုပါဒိုင်းလည်းတုံးရတယ်ပေါ့နော်ရလာပြီဒီမှာလေဇွဲလဲဆွဲရတော့လေးတယ်ပြောနည်းနည်းပါလေးတော့တိတ်လေးပဲကြာ64GB ပေါ့နော်မလာတာမ 64GB ပါတယ်ကျွန်တော်ဖုန်းတော့စမ်းမထိုက်စီပဲကြက်တဲ့ဘက်ထိုးရတော့ပေါ့နော်ပြီးရင်ဒီမှာပေါ့မယ်ပေါ့နော်မပေါ့ဘူးဆိုတော့တချို့ဖုန်းကအော်တိုပေါ့မပေါ့ဘူးဆိုတော့ OTG ဖွင့်ရမှာပေါ့နော်ဒီမှာ OTG လို့ရေးထားတာဖွင့်လိုက်ပြီးဆိုတော့ပေါ့ပြီကြည့်တော့ဒီမှာပေါ့ပြီ 64GB ကသူပါတာ 62GB ပေါ့နော်ကြံတဲ့ 2GB ကတော့သူကသူ auto တမိတ်စားလိုက်တယ်ပေါ့နော်ဟုတ်လားဒါပေမဲ့သူ4GB တော့တုံးလိုက်ပြီပေါ့နော် 4GB ဆိုတာသူရဲ့ခန္ဓာကိုယ်အသုံးပြုဖို့အတွက်စွမ်းအင်လိုတယ်ပေါ့နော် 4GB တုံးလိုက်ပြီဒါကျွန်တော်ဖုန်းကတော့ 250GB ရှိတယ်ပေါ့နော်ဒါဒီဒိုင်းရဲ့ကတ်ပေါ့နော်ဒီဒိုင်းရဲ့ကတ်ကတော့ 4.8GB ပေါ့နော်တကယ်လို့ကိုဗီဒီယိုရိုက်မယ်ဆိုရင်ပေါ့နော်ဒီဒိုင်းကတ်တွေကိုဓာတ်ရိုက်ရအောင်ကိုလှုပ်လိုက်ရတာပေါ့နော်ဒီ setting ထဲမှာဝင်ချိန်အောင်ပေါ့နော်တချို့ဖုန်းတွေကတော့ပါတယ်နေရာမတူပေါ့နော်တချို့ကတော့ setting ထဲမှာကြီးကိုကဖုန်းတစ်လုံးအတိဝယ်လိုက်တယ်ကွာဖုန်းတစ်လုံးအတိဝယ်လိုက်တယ်ဒါပေမဲ့ဖုန်းဟောင်းတွေကရှိတဲ့အချက်လက်တွေကူးမဲ့ချင်းပေါ့နော်ဒီကတ်ထဲကူးမဲ့ဆိုရင်တော့ဒီဖုန်းရဲ့ over ထဲဝင်လိုက်ဒီဖုန်းရဲ့ file တွေဝင်လိုက်ပေါ့နော်မဝင်ဘူးဆိုရင်လည်းရတယ်ဒီကိုလိုချင်တဲ့ဓာတ်ပုံတွေကိုလိုချင်တဲ့ဒီဗီဒီယိုတွေပေါ့နော်တကယ်လို့ကိုဓာတ်ပုံလိုချင်ဓာတ်ပုံတိုးလိုက်ပြီးရင်ဓာတ်ပုံတိုးလိုက်ပြီးဆိုရင်ဒီမှာနှိပ်လိုက်ပေါ့နော်ပြီးရင်ဒီမှာကိုဖိနှိပ်လိုက်တယ်ပေါ့နော်ဖိနှိပ်လိုက်ပြီးဆိုရင်ဒီမှာဒါလက်ဟုတ်လက်သိဖိနှိပ်လိုက်ပြီးဆိုတော့ဒီမှာပေါ့နော်ပြောင်းမယ်ပေါ့နော်ပြောင်းမယ်ဒီမှာဒိုင်းပုံပြထားတယ်သူကဒိုင်းကိုနှိပ်လိုက်ပြီးဆိုတော့ဒီမှာကိုကြက်တဲ့နေရာရေးတိုင်းမြန်မာစာရေးလိုက်မှာကိုတိမ့်ထားမယ်အမီနာမယ်ပေါ့နော်ဓာတ်ပုံတိမ့်မဲ့နေရာရပြီဓာတ်ပုံတိမ့်မဲ့နေရာကျွန်တော်ဒီမှာအမီတက်ပြီးပေါ့နော်အမီတက်ပြီးဆိုတော့ဒီမှာပြောင်းထည့်ရုံပဲခုနကဓာတ်ပုံလေးတွေဒီမှာသွားနေပြီလားအခုဒီဒိုင်းထဲမှာရှိဒါတော့ဖုန်းမနော်ခုနကျွန်တော်တွင်းနေတဲ့ဗီဒီယိုဒီထဲမှာဝင်တယ်မြန်မာစာလိုမျိုးကျွန်တော်ပေးထားဆိုတော့ဓာတ်ပုံသိမ်းမဲ့နေရဝင်လိုက်မယ်ခုနဓာတ်ပုံလေးဒီဒိုင်းထဲမှာရောက်သွားပြီလားဒိုင်းထဲမှာရောက်သွားပြီကြည်စိမ့်တယ်ဆိုလားဒိုင်းကတကယ်လို့ဖုန်းတစ်လုံးနဲ့ကူးမဲ့ဆိုတော့မကြည့်ဘူးဒီလိုမျိုးဒိုင်းနဲ့လွှဲမဲ့ဆိုရင်ကြည့်တယ်ပြီးတော့နောက်တစ်မျိုးရှိတယ်အချက်လက်သိမ်းဒီမှာအခုဒီဒိုင်းပေါ့နော် ODG ဖွင့်မရမှာတချို့ဖုန်းဆိုရင်တော့ဒီငကြက်ပေါက်ဒီလိုမျိုးငကြက်ပေါက်မပါတဲ့ဖုန်းစီပေါ့နော် ODG ဖွင့်စမလို့ပေါ့နော်ဒီကောင်လေးကိုထိုးထည့်ရုံပဲကျွန်တော်ဟာတော့ဒီငကြက်ပေါက်သုံးတဲ့အတွက်ကြောင့်မို့ ODG ဖွင့်ရမယ်တကယ်လို့သူ့ရဲ့ဖင်ကထိုက်စီအလုပ်လုပ်မစေပေါ့နော်ဒီကောင်ကျွန်တော်နှုတ်ထုတ်လိုက်မယ်ဆိုရင်ဒီမှာပျောက်သွားမှာတော့ချက်ချင်းတော့မပျောက်ဘူးစက္ကပ်ပိုင်းတော့ပျောက်မယ်စောက်အောင်သူကပျောက်သွားပြီလားဒီကောင်တန်မတန်ပဲကောင်းလဲကောင်းတယ်ဗီဒီယိုလည်းထည့်လို့ရကြတယ်ထည့်လို့ရတယ်မှာလဲပေါ့ကျွန်တော်မှာတာဒီတခြား platform ပေါ့နော်အမေ TikTok 6မှာရောင်းတော့မရောင်းတော့မသိဘူး